ဂျီယောင်းကဘာသိချင်တာလဲဆိုတာမေးပါလေငါဒီနေ့လူတယောက်ကိုမတိုက်ခိုက်ခဲ့ပဲနဲ့နိုင်ခဲ့တာမို့ငါလည်းမရိုက်ပဲအကောင်ကဘာလို့မေ့သွားလဲဆိုတာမေးပါလေဒီကိစ္စကထူးဆန်းတာမို့တခြားရှင်းပြဖို့ပြောတော့သူ့ကိုနောက်ကနေချုပ်ထားရန်ပြောင်းထဲကခိုင်းပါလေချုပ်ပါဆိုနေကမှအင်ကြီးစားကိုလက်ဖြားနဲ့ဆွဲနေတာမို့တင်းတင်းဖတ်ထားရန်ပြောကယုံပြပါလေဒီလိုယုံနေရင်နဲ့ချုပ်ထားတဲ့ကောင်ကမေ့လဲသွားတာမို့အဲ့ဒါကဘာတိုက်ကွက်လဲဆိုတာမေးနေပေမဲ့ဂျီယောင်းကတော့ဖက်လို့ကောင်းနေခဲ့ပါလေပြောင်းထဲပေါ်မြစ်တာရှိနေတဲ့ဂျီယောင်းကအตาရနေခဲ့ပေမဲ့အတင်းယုံထွက်ကတိုက်ကွက်ကိုမေးပါတော့လေဒါကြောင့်သူ့ကိုပြန်ချုပ်ဆိုကအတင်းဖတ်ခိုင်းလိုက်ပြီးဒါကိုတထောင်တိုက်ကွက်လို့ရှင်းပြလိုက်ပါလေလူတယောက်ကိုတိုက်ခိုက်ပြီးတခါမှမနိုင်ဘူးတဲ့ပြောင်းထဲကလည်းသူ့ရဲ့တထောင်စစ်ကိုကြည့်ရင်လည်းခြေနဲ့နေရကြောင်းဒါကခံကောင်းတာမို့မဟုတ်တာတွေရှောက်မလို့ရန်သတိပေးလိုက်ပါတော့လေနောက်နေ့မနက်မှာတော့သပင်ကိုရေနဲ့အလဲခွဲကတထောင်စစ်ကိုဟန်ပြနေတဲ့ပြောင်းထဲကိုဖခင်ကထဆဲနေပါလေတစ်ဖက်ကစွန်းဝါစီကိုတော့ပလေယာကရောက်လာခဲ့ပြီးသူတို့လမ်းမခွဲနိုင်တဲ့အကြောင်းစွန်းဝါသာမရှိရင်သူ့ဘွားကပြိုလဲပျက်စီးသွားနိုင်တဲ့အကြောင်းတွေဒရမာလာခင်းပါလေဒါပေမဲ့စွန်းဝါကတော့ရှေ့လျှောက်ငါ့ကိုကြားပြူကကာကွယ်ပေးမှာမို့မချင်တဲ့ဘူးဆိုရင်ကြားပြူနဲ့တွားရင်ဆိုင်ရန်တည်ပေးခဲ့လိုက်ပါလေတစ်ဖက်ကပြောင်းထဲကလည်းကျောင်းယူနီဖောင်းကိုခြေသီးဖြုတ်ဝစ်ပြီးမြှောက်ချတဲ့အကြောင်းကိုရောက်လာပါလေကိုကိုဟုတ်လာပြီထင်နေပေမဲ့12တန်းကစီနီယာတွေကစီကံဖောက်ပြတဲ့ကောင်စုကရိုက်ဖို့ပြင်လိုက်ပါလေလက်မတင်လေးမှာပဲသူ့ကောင်တွေကရောက်လာကြပြီးစီနီယာကိုဝိုင်းထားပေးကမှအဆင်ပြေခဲ့တာပါပြောင်းထဲကအတော်ဆုံးတိုက်ခိုက်ရည်သမားမို့သူတို့လိုပဲစီကံဖောက်ပြခွင့်ပေးရန်ညှိနှိုင်းလိုက်ကြပါလေမြေပဲသင်ခန်းစာမှာတော့မြေပဲစိမ့်တွေကိုအားရပါရစားနေတဲ့ចောင်းသားတွေကိုငါစားနေတာကမြေပဲလို့ဖြစ်ပြီးမင်းတို့စားနေတာကစိမ့်မို့အများကြီးစားရင်ဝမ်းလျှောလိုက်မယ်လို့ဆရာကထအော်ပါလေပြောင်းထဲကလည်းအစိမ့်တွေအများကြီးစားမိတာမို့တိုင်ပတ်နေတဲ့အချိန်ပလေယာကစိုက်ပျိုးရေးကျောင်းစီကိုရောက်လာနေပါလေကြားပြူရဲ့ကောင်တွေကိုပလေယာတလက်နဲ့စုံမနေရင်ကြားပြူကိုလိုက်ရှာနေပါပြီချောရုံတို့တစ်ဖွဲ့လုံးကိုလည်းပလေယာနဲ့ခေါင်းကိုရိုက်ခွဲနေရင်ကြားပြူကိုမေးပေမဲ့ဘယ်ကောင်မှမဖြေကြပါဘူးပလေယာကကျောင်းမှာစိတ်ကြိုက်တောင်းချမ်းနေတဲ့အချိန်အိမ်သာတက်ချင်နေတဲ့ပြောင်းထဲကတော့တိုင်ပတ်နေခဲ့ပါလေအိမ်သာတက်ဖို့ပြောင်းထဲထွက်သွားချိန်မှာပဲပလေယာကရောက်လာတာမို့ချင်းယူနီတို့နဲ့ရင်ဆိုင်ရပါလေချင်းယူနီကိုပိတ်ကန်ခဲ့ပြီးနဘန်းသမားကိုထောင်စင်းနဲ့ကျွေးကပြောင်းထဲရှိရစီကိုလိုက်လာခဲ့ပါလေမြေပဲစိမ့်ဆွမ်းနဲ့အားရပါရပန်းနေတဲ့အချိန်ပလေယာကရောက်လာတာမို့လက်ထက်ကခေါ်ပြားနေပဲအဲ့ခံရပြန်ပါလေပလေယာတွေနဲ့အားကုန်ရိုက်တော့မဲ့ကောင်ကိုစွန်းဝါအတွက်ဆိုရင်တော့ဒီလိုလုံးမနေပဲငါကစွန်းဝါကိုမလိုအပ်ဘူးလို့ပြောလိုက်ရပါလေလိုချင်တဲ့အဖြေနဲ့ရပြီမို့မင်းကလေးကိုမင်းတီရန်ပလေယာကပြောနေစဉ်ချောရုံတို့ကရောက်လာတာကြောင့်ဝစ်ပုံလိုက်ရပါလေလက်ထောက်မိတဲ့နေရာကပြောင်းထဲရဲ့အီးပုံကြီးမို့စောက်ကျိုးတွေနဲကုန်ပြီးနေရာကနေပြေးလာခဲ့ရပါလေချောရုံတို့ရောက်လာတဲ့အချိန်မှာပလေယာကိုမတွေးတဲ့ကြောင်လိန်လိုက်ပြီးချောရုံတို့ကပါအီးပုံကြီးကိုနင်းမိပြန်ပါလေသူတို့ကြောင်းထဲကိုလာပြီးစိတ်ကြိုက်တောင်းချမ်းသွားတဲ့ကောင်ကိုချားပြူနဲ့တွေ့ရင်တေအောင်ရိုက်ခံရမှာလို့မျှော်ပြောနေကြပါလေဒါကြောင့်နီးပညာကျောင်းအကောင်တွေကိုဘာလို့ရမလဲမေးပေမဲ့နောက်မှပဲပြန်ချကြတာဘောဆိုတဲ့ပြောင်းထဲကြောင့်အားမလို့အားမရတွေဖြစ်ရပြန်ပါလေလက်60ကျော်ဘူရောရဲ့စိုက်ပျိုးရေးကျောင်းတိတ်ခါတွေကငါတို့ကြောင့်ကြားပြီးမို့ရှာကိုကိုက်ပြီးတေးမယ်ဆိုတဲ့ချောရုံကိုမနှဲဆွဲထားရပါသေးတယ်ဒါကြောင့်ပဲဒီတိုင်းတော့တိုက်ခိုက်တာမျိုးမဟုတ်ပဲဖြူဟာချရမှာမို့ခေါင်းဆောင်တွေအကြောင်းရှင်းပြခိုင်းပါလေခေါင်းဆောင်3ယောက်ရှိပြီးတရိကန်ပလေယာကွာရှင်တို့ဖြစ်ကြောင်းပလေယာနဲ့ကွာရှင်ကတိတ်မချမ်းပေမဲ့တရိကန်ကတော့အကျန်းဆုံးလို့ရှင်းပြနေပါလေတရိကန်ပုံစံဓာတ်သွားတွေနဲ့မို့တိုက်ခိုက်ရင်ဘလို့မှမရှင်းနိုင်တဲ့အကြောင်းရှင်းပြကြပါလေပလေယာတကောင်ကိုတောင်ကြောက်နေရပါတယ်ဆိုကမှတရိကန်တွေရောကွာရှင်တွေပါရှိနေသေးတယ်ဆိုတာကြောင့်တိုင်ပတ်ရပါလေစားတဲကိုတောင်အာယုံမစိုက်နိုင်ပဲနီးပညာကျောင်းအကောင်တွေကိုတိုက်ခိုက်ဖို့ဖြူဟာထုတ်နေတော့ဆရာကမြေဖြူနဲ့လှမ်းပေါက်ပါလေတမိုင်းတင်နေတာကိုတောင်ဘာတလုံးမှမသိတဲ့ကောင်ကိုဂျပန်တမိုင်းမှာဂျပန်ဘရင်ကအားနေပြီးလောက်ငယ်သားတွေကအင်အားကြီးတဲ့အချိန်တခြားတိုင်းပြည်ကိုကျူးကျော်ခဲ့တဲ့အကြောင်းတွေရှင်းပြနေပါလေဘရင်ကအင်အားနေတာမို့လောက်ငယ်သားတွေမရိပ်မိအောင်တခြားတိုင်းပြည်တွေကိုကျူးကျော်ခဲ့တဲ့ဆိုတာမို့အကောင်းဆုံးဖြူဟာကိုရရှိလိုက်ပါတော့လေတစ်ဖက်ကချောရုံတို့ကလည်း3ယောက်တယောက်သာတိုက်ခိုက်မယ်ဆိုရင်ရှုံသွားနိုင်တဲ့အကြောင်းပြောကရန်ထားဖြစ်နေတဲ့အချိန်ပြောင်းထဲကရောက်လာပါလေဒီချိန်ကရန်ထားဖြစ်ရမယ့်အချိန်မဟုတ်ပဲနီးပညာကျောင်းကိုတွားတိုက်ခိုက်ရန်ကျောင်းသားကောင်တွေကိုဆုထားပြီးဖြူဟာကိုချပေးလိုက်ပါလေအဲ့နောက်ကျောင်းကအလံတွေကိုဆွဲယူကြရင်ကျူးကျော်စစ်စတင်ရန်လူစုလိုက်ကြပါလေချောရုံကစီကပတ်ကုံတွေပြောကစိတ်သက်မြင့်တင်နေပေမဲ့ပြောင်းထဲကတော့တွားရအောင်လို့တခွန်းနဲ့អော်ပြီးချီတက်လာကြပါတော့လေဒီလိုနဲ့စိုက်ပျိုးရေးကျောင်းသားတွေဟာကျောင်းသချင်းကိုတန်ပြိုင်တီဆိုကြရင်နီးပညာကျောင်းစီကိုလာနေကြပါပြီတစ်ဖက်ကပလေယာကလည်းကြားပြူဆိုတဲ့ကောင်ကငကြောက်မို့သူဘလို့ဖျဲခဲ့တဲ့အကြောင်းတွေကိုအားချောင်းနေတော့မှပဲအဖွဲလက်ကြီးရောက်ချလာပါလေအဝေးကြီးကလာခဲ့ရတာမို့နီးပညာကျောင်းကိုရောက်တာနေတဲ့မောပန်းနေကြပြီးတယောက်ကိုတယောက်ပြန်တွဲကမောဖြေနေရပါသေးတယ်ကျောင်းတကားပိတ်ထားတဲ့ကောင်တွေကိုစင်ခေါ်စကားတော့မပြောနိုင်ပဲအကုန်မောပန်းနေကြပြီးမို့နီးပညာကျောင်းသားတွေကဝိုင်းလောင်ကြပါလေခဏမောဖြေနေကြတဲ့ကောင်တွေကိုမင်းမဲစောစောကငါ့ကိုကြောက်ပြီလို့ပြောခဲ့တယ်မလားလို့မေးနေတဲ့ပလေယာအားဘာမှမကြားရအောင်စပီကာနဲ့ကျောင်းသချင်းကိုစိုးပေးလိုက်ပါပလေယာတို့ကတော့ငါတို့မှာ17တန်း12တန်းကနေ13တန်းထိရှိတာမို့ဝင်လာရင်မင်းတို့တေပြီလို့ပြန်ဖြဲပါကြောင်းထဲတို့မှာက17တန်းအကောင်တွေပဲစုလာတာမို့နောက်နေ့မှပြန်ကြမလားလို့ကြောက်နေပေမဲ့အစီအစဉ်မရှိသေးတဲ့အကောင်တွေကိုအခုဝင်တိုက်ရမယ်ဆိုတာအမိန့်ပေးလိုက်ပါတော့တယ်ဒီလိုနဲ့ပဲကျောင်းချင်းချင်းကျူးကျော်စစ်ပွဲကြီးကစတင်ခဲ့ပါကျောင်းမှာနိုင်ချင်းခံကျောင်းသားတွေကနွားချီတွေတဲလာကြပြီးနီးပညာကျောင်းအကောင်တွေကိုပတ်ကြပါရုပ်တဲ့အချိန်တွေမှာယူလာတဲ့တွန်းလဲတွေနဲ့ပဲတကားကိုဝင်တိုက်ကြရင်ကျူးကျော်စစ်ပွဲကြီးကိုအသက်သွင်းလိုက်ပါချစ်တပ်ဖို့အမိန့်ပေးနေတဲ့ပြောင်းထဲကတော့အနောက်ကနေကတ်လိုက်လာရင်အတန်နဲ့ပဲတိုက်ခိုက်ပေးပါ
조아들이 힘이 세. ဒီလိုနဲ့ပဲစိုက်ပျိုးရေးចောင်းသားတွေကအသာရလာကြပြီးပလေယာကိုလည်းချောရုံကတက်ထိုးနေပါလေအဲ့ချိန်ပြောင်းထဲကတော့ချောရုံကိုဖယ်ခိုင်းလိုက်ပြီးသူတက်ထိုးကဆုံးဝကိုမထိရန်အတန်ကောင်းဟစ်ပေးလိုက်ပါလေပလေယာကိုရှင်းပြီးတဲ့နောက်ခေါင်းဆောင်ဖြစ်တဲ့သရီကန်ကိုစိန်ခေါ်တာမို့သရီကန်ကထလာပါလေဒါကြောင့်သူ့ကောင်တွေကိုဝိုင်းချခိုင်းပေမဲ့တယောက်ချင်းချမယ်ဆိုတဲ့သရီကန်ကြောင့်စောက်ကျိုးတွေနေရပြန်ပါလေမချရင်အကြည့်ညိုပြတ်မယ်ချလို့ရှုံးခဲ့ရင်တေအောင်တီးခံရမှာမို့တိုင်ပတ်နေပါလေပြေးဝင်လာတဲ့သရီကန်ကောင်ကိုနဘန်သမားကဝင်ကန်ပေးလိုက်ကမှအလုံးကြီးကျသွားခဲ့ပြီးပွဲသိမ်းနိုင်လိုက်ပါလေဒါကြောင့်စိုက်ပျိုးရေးចောင်းသားတွေဟာနိပညာကျောင်းအကောင်တွေကိုပထမဆုံးအချိန်နိုင်ယူနိုင်လိုက်ပါတော့တယ်ဆေးလိပ်ဆိုတာကသွေးတွေပင်နေမှာပိုကောင်းတာလို့အားချောင်းနေတော့ရဲကရောက်လာတာမဟုတ်တိုင်ပတ်ပြန်ပါလေရဲကတော့ចောင်းသားတွေရန်ဖြစ်ပြီးဝယုံသုံးကားချင်းတွေကိုလာထိန်ပေးပေမဲ့သူ့ရင်ကရဲဖြစ်နေရကြောင်းပြောင်းထဲကပုံနေရပါလေမိဘတွေကိုခေါ်ရမှာအချုပ်ကြားမှာစိုးရိမ်နေတဲ့ကောင်တွေကိုလည်းရဲကတယောက်တည်းငါတို့ကအများကြီးပဲမို့ပြေးရန်ပြောပါလေရဲတွေကចောင်းသားတွေဆန္ဒပြတဲ့အချိန်တေးအောင်ရိုက်ခဲ့ပြီးပြီမို့အခုတော့လွတ်အောင်ပြေးရမယ်လို့အော်ကထွက်ပြေးကြပါတော့တယ်ချီယောင်းကတော့ကလေးတွေစီကငွေညစ်နေတဲ့ကောင်မတွေကိုစုံမနေတဲ့အချိန်ဘောရင်နဲ့ထမ်းတဲ့လာတဲ့ပြောင်းထဲကိုမြင်လိုက်ရပါတယ်ပထမဆုံးအချိန်အနေနဲ့ကြောင်းချင်းချင်းကျူးကျော်မှုကိုစတင်ခဲ့ပြီးအောင်မြင်ခဲ့ပြီးမို့ဘူရောမှာဘရင်လုံနိုင်ပါပြီလမ်းမှာဘယ်ကြောင်းအကောင်တွေကိုပဲတွေ့ပြန်ဖြဲလို့ရသလိုကိုကိုလာဖြဲရင်လေဒီတိုက်ပွဲမှာပါဝင်ခဲ့တဲ့အကြောင်းပြောရင်သင်ပေးနေပါတယ်ဒီလိုနဲ့ညဘက်မှာတော့ပြောင်းထဲတို့ရဲ့အဖွဲ့ကြီးကလည်းကလပ်ကိုတွားကြပြီးဆုံးမပါရောက်လာပါတယ်ဆုံးမဘေးမှာရှိနေရင်ရှက်သွေးဖြနေတဲ့ပြောင်းထဲကသူ့ကောင်တွေကနေရတော့မကခဲ့ပါဘူးယောက်ျားဆိုတာကကားတဲ့ရင်စော်ကြီးရဲ့လို့ဝိုင်းမြောက်ပေးကြပြီးဆုံးမကလည်းကားတဲ့ကောင်တွေကိုတဘောကြတဲ့အကြောင်းဂျင်းထည့်ကြပါလေဒါကြောင့်ပြောင်းထဲကလည်းမရှိတဲ့အချက်တွေကိုအိတ်ထက်ကောက်ထည့်ရင်စင်မိုကိုတက်ကပါတော့လေပြန်လမ်းမှာတော့လက်ချင်းလာချိတ်နေပြီဖြစ်တဲ့ဆုံးဝါကြောင့်ရင်တွေခုန်လာခဲ့ပြီးခန်းသားချက်တွေကောင်းလာပါတယ်သူကလည်းဆုံးဝါကချိုက်နေတာမလားလို့တွေးလိုက်မိပြီးတယောက်တည်းချိတ်ပြောလာပါတယ်ဆုံးဝါကိုအင်တီလိုက်ဖို့ပေးတဲ့ပြောင်းထဲကိုဖုန်းနံပါတ်ပါတဲ့ passport လေးတစ်ပုံပေးလိုက်ပါတယ်ဒီပိတ်ရမှာရှောက်လဲချမ်းမှာမို့ဆက်ဆက်လာခဲ့ဖို့ပြောကနှုတ်ဆက်လိုက်ပါတော့တယ်အပြောလွန်လာတဲ့ပြောင်းထဲကလည်းအိမ်ထဲကိုဝင်လာတာမို့ချီယောင်းကထဆဲပါတယ်စမှုသိပ္ပံကျောင်းမှာရန်ဖြစ်ခဲ့တာဝေါ်ရင်နဲ့ပြန်လာတာတွေကိုချီယောင်းကမေးတာမို့တရင်ကအဲ့လောက်မြန်လားဆိုကအောက်ခြေလွတ်လာပါတယ်ဆက်ဖြည်းဖြည်းဖြစ်နေတဲ့ပြောင်းထဲကိုဒီအပိုင်းနေတော့အရိုက်ခံရတော့မှပဲလို့ဟောကင်းထုတ်လိုက်ပါတယ်။ကျောင်းလာတဲ့လမ်းမှာလည်းဆုံးဝါရဲ့ပုံလေးကိုထုတ်ကြည့်နေရင်ကျောင်းရှိဖြစ်တဲ့အချိန်ဆုံးဝါကိုပါမြင်လိုက်ရပါတယ်။အခန်းထဲမှာလည်းဒီပုံလေးနဲ့ပဲချိန်တွေကုန်နေပြီးအချစ်ဆိုတာကိုစတင်ခံစားလာမိပါတယ်။ဒီလိုနဲ့ဆရာရောက်လာတဲ့အခါဒီနေ့ကျောင်းသားတင်ရောက်တယ်လို့မိတ်ဆက်ပေးပြီးအာဆန်းကပြောင်းလာတဲ့ဂျောင်ကြောင်တဲ့ဖြစ်နေပါတယ်။အခုခါမှပဲတကယ်ကြားပြူကအခန်းထဲကိုရောက်လာပြီးမို့စောပြဿနာတွေတက်ကုန်ပါတော့မယ်။ဒီနေရာလေးမှာပဲအပိုင်း3ကပြီးဆုံးသွားပါတယ်။ဖုန်းတလုံးနဲ့အင်တာနက်ရှိုံနဲ့ recap ဗီဒီယိုတွေလုပ်ပြီးငွေရှာခြင်းတဲ့ညီကိုတွေအတွက် YouTube တင်နန်းလေးကိုမိတ်ဆက်ပေးပါစီ YouTube မှာဗီဒီယိုလေးတွေတင်ပြီးတော့အပေါ်ငွေရှာခြင်းပဲမဲ့ဘယ်ကစရမှမသိတဲ့လူတွေ Secret ရေးတာဗီဒီယို editing လုပ်တာတွေကိုအခြေခံကစပြီးတင်ကြားခြင်းသူတွေအတွက်ဒီတင်နန်းလေးကအဆင်ပြေစေမှာပါတင်နန်းကာလာတစ်နှစ်ကျော်မှာ brand 3ခုထိရောက်ခဲ့ပြီဖြစ်ပြီးအောင်မြင်တဲ့ monetization အောင်ခဲ့တဲ့ recap channel တွေကိုမွေးထုတ်ပေးနိုင်ခဲ့ပါပြီတင်နန်းမှာဘာတွေတင်မလဲဆိုတော့ YouTube channel ထောင်နီးကစလို့ YouTube policy တွေ YouTube guideline တွေအပြင် monetization ထိပါတင်ကြားပေးပါတယ် recap ဗီဒီယိုတွေအတွက်ကတော့ Secret ရေးနေတဲ့ video editing အပြင် voice over ထည့်နေတွေကိုအခြေခံကစပြီးတင်ကြားပေးပါတယ်နားမလည်တဲ့သင်ခန်းစာတွေအတွက်စာမေးစာဖြေဆိုတဲ့ group တွေတစ်ခုရှိသလို admin ကိုတေဝါကိုလည်းတိုက်ရိုက်လာမေးနိုင်ပါတယ်တင်နန်းကြီးလေးကမြန်မာငွေ9000ကျပ်ဖြစ်ပြီးအခြေခံပညာကျောင်းသားတွေကိုတော့10% discount ပေးပါတယ်တင်နန်းကာလာကလည်းတသက်စာ lifetime ပဲမို့တင်နန်းကြီးတစ်ခါပဲပေးသွင်းရုံနဲ့သင်ခန်းစာပေါင်းမျိုး20ဝန်းကျင်ကိုအချိန်အကန့်အသတ်မရှိလေ့လာနိုင်မှာပါစိတ်ဝင်စားတယ်ဆိုရင်တော့ Telegram search bar မှာ app family guide 2.3လို့ရိုက်ချလိုက်ပြီးတင်နန်းအနှံလို့ရပါတယ်ကြောင်ညာဗီဒီယိုလေးအတွက်စိတ်နှောက်ယှက်ဖြစ်သွားခဲ့မယ်ဆိုရင်တောင်းပန်ပါတယ်ဗျ